မင်္ဂလာပါမိတ်ဆွေဒီနေ့မှာတော့ကျွန်တော်သိထားတဲ့ကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအပိုင်း9အနေနဲ့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီအပိုင်း9မှာတော့ကင်မရာတစ်လုံးလက်ထဲရောက်လာတဲ့အခါမှာကင်မရာကို power ပွန်းလိုက်တဲ့အချိန်ကင်မရာရဲ့ body ထဲမှာတွေ့ရမယ့် setting တွေကမဖြစ်မနေသိထားရမယ့် setting ၄ခုရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီ setting ၄ခုကတော့ number 1 aperture number 2 shutter speed number 3 ISO နဲ့ number 4 white balance တို့ပဲဖြစ်ပါတယ်အဲ့၄ခုရဲ့ definition တွေကိုအကြမ်းမြင်ပြောပြရမယ်ဆိုရင်တော့ number 1 aperture ဆိုတာကတော့အလင်းတကားဖြစ်ပါတယ်အလင်းတကားမှာကင်မရာ lens မှာပါတဲ့အလင်းတကားဖြစ်ပါတယ်နံပါတ်2 shutter speed ကလည်းအလင်းတကားပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ shutter speed အလင်းတကားကတော့ကင်မရာ body မှာပါတဲ့အလင်းတကားဖြစ်ပါတယ်နံပါတ်3 ISO ဆိုတာကတော့အလင်းအမောင်အတိုးရောကိုလုပ်ပေးတဲ့ setting တစ်ခုဖြစ်ပါတယ်နောက်ဆုံးနံပါတ်4ကတော့ white balance ဆိုတာကတော့အဖြူရောင်ကိုအခြေခံပြီးတော့အလင်းတွေရဲ့အရောင်ကိုချိန်ညှိပေးတဲ့အရာဖြစ်ပါတယ်Okay အခုကျွန်တော်ပြောပြပေးခဲ့တဲ့ setting ၄ခုရဲ့အားနည်းချက်အားသာချက်နဲ့လှုပ်ဆောင်ချက်တွေကိုသိချင်တယ်ဆိုရင်တော့နောက်လာမယ့်အပိုင်း၈မှာကျွန်တော်နဲ့ပြန်ဆုံမယ်ဗျာ